အခုဆိုလို့ရှိရင်တော့2025ခုနှစ်က Family Trip လေးစတင်မှုအတွက်ရန်ကုန် International Airport ကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒီကနေပြီးတော့တာရှိတဲ့ချင်းမိုင်မြို့ကိုသွားလည်မှာဖြစ်ပါတယ်။အရင်ဦးဆုံး check in ဝင်မယ်။ check in ဝင်ပြီးရင်တော့ဖူတိုလေးတွေရိုက်ကြတယ်။ပြီးရင်တော့အပေါ်တက်ပြီးတော့ immigration ဖြတ်ပါပြီ။ immigration ဖြတ်ပြီးတာနဲ့နောက်တစ်ဆင့်ထပ်တက်တယ်။ချောဆယ်အရန်ပျော်နေပါပြီ။အပေါ်ရောက်တာနဲ့ duty free တွေ့ပြီ။ဖေဖေကလည်းဖေဖေကြိုက်တာတွေသွားကြည့်တယ်။ချောချောကလည်းချောချောကြိုက်တာတွေကိုတီးကြည့်တယ်။အရန်ပျော်နေတော့ဟိုပြေးလိုက်ဒီပြေးလိုက်သူအရန်ပျော်နေပါတယ်။ရေမွေးတွေကိုလိုက်ပြီးတော့မှုေးကြည့်တယ်။မကြိုက်ဘူးတဲ့။သူမကြိုက်တာပဲနည်းနည်းကျေးဇူးတင်ရမယ်နော်။ဒီနားမှာဗီဒီယိုလေးတွေဖိုတိုလေးတွေရိုက်ကြပါသေးတယ်။ဂိတ်ကိုသွားနေတယ်လက်တက်လျှောက်မှာအရန်ပျော်နေတယ်ဗီဒီယိုတွေရိုက်တယ်။မင်းသားကိုတွေ့လို့အမိရဗီဒီယိုရိုက်လိုက်သေးတယ်နော်။ဖေဖေကတော့သမီးအိတ်ကိုမှုေးနေပါတယ်။ဘာတွေပါလဲဆိုပြီးတော့ဟိုကြည့်တီကြည့်နဲ့ဖက်နဲ့လဲကြိုးကြည့်ပေးရသေးတာ။လေမော်တက်တော့မယ်လို့ခေါ်နေပြီဆိုတော့လေမော်တက်ဖို့အတွက်ဂိတ်ကိုသွားနေပါတယ်။ကျုနဲ့သွားတာမဟုတ်ဘဲနဲ့ကားနဲ့စီးရမှာဖြစ်တဲ့အတွက်ပေါ့နော်အောက်ကိုပြန်ပြီးတော့ဆင်းရပါတယ်။လေမော်ကိုကားနဲ့တဆင့်သွားရပါတယ်။အဲ့တော့ကားနဲ့စီးပြီးတော့မှခဏလေးပေါ့နော်ခဏလေးပဲစီးရပါတယ်။လေမော်ရောက်တော့မယ်လေမော်ကိုတက်ဖို့အတွက်တန်းစီရပါမယ်။ရာသီဥတုအရန်ကောင်းလို့ပျော်နေကြပါတယ်။မိုးအုံနေဆိုရင်တော့ကြောက်ရမှာဖြစ်ပြီးတော့အခုနေသားလဲဆိုတော့အရန်ပျော်နေပါတယ်။ခေကွန်တော်မီတာကိုတက်မစောထားပြီးခေကွန်ဆွေးနေတာကိုအာနာကလင်းငယ်များနဲ့ချားသူများကိုကိုကြီးတက်ဆက်ပေးရမှာဖြစ်ပါတယ်။ This is a dropping cabin pressure, so the maximum drop down and ဒီကတော့ထောက်ပါလိုက်တဲ့မုတ်လေးတွေဒီကပေါ့နော်အမြဲထူးတဲ့မုတ်ဖြစ်ပါတယ်။ချောချောတော့ပြောပါတယ်ဘလောက်ပဲကြောက်ကြောက်မုတ်တော့စားပါမယ်တဲ့။ဒါကတော့ကြောက်ကြောက်နဲ့ရိုက်ထားတဲ့ရှုခင်းလေးတွေပေါ့နော်လေရင်ပေါ်ကနေမြင်ရတဲ့ရှုခင်းလေးဖြစ်ပါတယ်။အရန်ကိုလှပါတယ်နေရာလဲတာနေတာဖြစ်တယ်။လေရင်ပေါ်မှာတွေ့တဲ့ကလေးလေးအရန်ချစ်စရာကောင်းလို့ပါ။အခုဆိုရင်တော့လေရင်က45မိနစ်လောက်စီးလာပြီးတဲ့နောက်ပိုင်းမှာချင်းမိုင် International Airport ကို landing လုပ်နေပါပြီ။မြို့ကိုလည်းအပေါ်စီးကနေအနီးကပ်မြင်နေရတယ်။ကောင်းကင်နဲ့အရန်ကိုလိုက်ဖက်ပြီးတော့ကြည့်ကောင်းတယ်။ပြည်လမ်းပေါ်ကိုရောက်ရှိနေပြီ။ပြည်လမ်းပေါ်ရောက်တဲ့အချိန်မှာတော့အရန်ကိုစိတ်အေးသွားပြီပေါ့နော်။အခုတော့လေမောဆင်းပြီးတော့ကားနဲ့တဆင်ဒါ immigration ဖြတ်ဖို့အတွက်သွားရပါတော့မယ်။အဆဆအရရတလန်းလုံးအဆင်ပြေပါတယ်။လေရင်လည်းမလှုပ်ဘူးဆိုတော့အရန်အဆင်ပြေပါတယ်။အခုတော့အကိုနဲ့တွေ့ရတော့မှမလို့အရန်ပျော်နေတဲ့ချောစိန်လေးပါ။ဒီလိုပြောသွားပြီကိုကမတွေ့သေးဘူးကိုကထားနေတယ်မိသားစုတွေပျော်သွားပြီအခုကားငှားစီးဖို့အတွက်စကားပြောနေကြတာဖြစ်ပါတယ်နေမဲ့ဟိုတယ်ကိုသွားမယ်ကားငှားပြီးပြီဆိုတော့ကားစီကိုသွားနေပါပြီဆဆရေကတားကတော့ဥဆောင်သွားပါတယ်အခုဆိုရင်တားကကျမတို့ကိုစတင်ပြီးတော့ဥဆောင်နေပါပြီဒါသူငှားပေးထားတဲ့ဟိုတယ်ဖြစ်ပါတယ်အရင်ကောင်းတယ်အဲကန်ဒီ kitchen counter ပါတယ်ဒါအိတ်ခန်းကလည်းအကျယ်ကြီးပဲပေါ့နော်ဒါဆို2ယောက်အိတ်ကတင်လည်းပါတယ်ဒီ extra bed လည်းပါတယ်ပေါ့နော်သမီးလည်းပါတယ်ဆိုတော့ဒါကတော့မောင်နှမ2ယောက်ညနေစာစားဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်မိသားစုအခုလိုအတူတူဆုံပြီးတော့ခရီးစတင်ဖို့ထွက်လာရတာဖြစ်တဲ့အတွက်အရန်ကိုပျော်ရွှင်နေကြပါတယ်အဆုံးထိကြည့်ရှုပေးတဲ့သူတို့တယောက်ချင်းစီကိုကျမတို့မိသားစုကကျေးဇူးတင်ပါတယ်ရှင်